Casca နဲ့ Griffith တို့သိငှက်ဖွဲ့စီကိုပြန်ဖို့အတွက်လမ်းလျှောက်နေကြပါတယ်။ Casca ကတော့အဖျားမပြောက်သေးတာကြောင့်အားအင်နဲ့ချိနေနေပါတယ်။စစ်ပွဲအတွေ့အကြုံရင့်ကျက်နေပြီဖြစ်တဲ့ Casca မတင်ငါစရာတစ်ခုခုတွေ့လို့ Casca ကိုရှေ့ဆက်မသွားဖို့အတွက်တားလိုက်ပါတယ်။ထင်တဲ့အတိုင်းပါပဲ။ချူတာစစ်သားတွေကပုံးနေရာကနေထွက်လာပြီးတော့အာဒရင်ကိုရိုင်းကပါ Gas တို့ကိုလိုက်ရှာနေတာဖြစ်ပါတယ်။အာဒရင်ကချူတာတွေအပြင် Gas တို့ကိုဖမ်းဖို့အတွက်ကြီးစားစစ်သားတွေပါခေါ်လာပါသေးတယ်။ဒါပေမဲ့အာဒရင်ရဲ့စောက်ခွက်က Gas ရဲ့ဓာတ်ချက်ကြောင့်ဒဏ်ရာရပြီးတော့ပတ်တီးတွေစီးထားရတာကြောင့်မင်းပုံစံကြည့်ကောင်းသားပဲတာကြီးလို့ Gas ကလောင်လိုက်ပါတယ်။မင်းကငါတို့မျိုးဆက်ရဲ့နှစ်200ကျော်လက်ဆင့်ကမ်းလာတဲ့နှိပ်စက်နီးရည်နဲ့လောကငရဲကိုရောက်သွားအောင်နှိပ်စက်ပစ်မယ်။ပြီးရင်ဒီမိန်းမကိုလည်းကြီးစားစစ်သားတွေလက်ထဲကိုအပ်ပစ်မယ်လို့အာဒရင်ကပြောပါတယ်။ Gas ကလည်းငါသာမင်းနေရာမှာဆိုရင်တော့ဒီလိုတွေဖင်အားပြီးရှောက်ပြောနေမှာမဟုတ်ဘူး။ပြီးတော့ဒီမိန်းမမင်းရဲ့ကြီးစားစစ်သားတွေလည်းဖြုံမှာမဟုတ်ဘူး။အကုန်စောင့်ကန်ပြစ်မဲ့သူပဲလို့ပြောလိုက်တော့ Gas ကစောက်တုံးဆိုပြီးခေါင်းကိုရှက်ရမ်းပြီးထုလိုက်ပါတယ်။ဒီလိုကြတော့လေ Gas ကချစ်စရာလေးပါ။တော်တောက်စကားများတဲ့ကောင်ဖမ်းကြဆိုပြီးတော့ဝိုင်းလာကြပြီမဲ့ Gas ရဲ့ဓာတ်ချက်တွေနဲ့ရှော့ကုန်ကြပါတယ်။ Gas ကချတော့ချနိုင်ပြီမဲ့နေမကောင်းတာကြောင့်အရန်ပင်ပန်းနေရှာပါတယ်။ငါသူတို့ကိုဝင်ခုတ်မယ်။နင်လွတ်အောင်သာပြေးတော့ဆိုပြီးတော့ Gas ကခုံဝင်သွားပါတယ်။လက်ခွေးပဲငါတယောက်တည်းတော့ထွက်ပြေးမှာမဟုတ်ဘူးလို့ Gas ကပြောတော့စိတ်ထဲထင်တာရှောက်တွေးမနေနဲ့အောင်။နင်နေမကောင်းသေးတော့နင်ရှိရင်ငါအတွက်နှောက်ယှက်ဖြစ်တယ်လို့ Gas ကပြောလိုက်ပါတယ်။အာဒရင်ကလည်းခြေနေကိုသဘောပေါက်သွားပြီးတော့ Gas ကိုလေးနဲ့ပစ်ခိုင်းလိုက်ပါတယ်။ Gas ကိုတေချာချိန်ပြီးပြစ်လိုက်ကြပြီမဲ့ Gas ကအချိန်မီဝင်တားလိုက်နိုင်ပါတယ်။အချို့များချက်တွေကတန်ချက်ကောင်မှန်သွားပြီမဲ့တချောင်းကတော့လက်မောင်းမှာစိုက်နေပါတယ်။ Gas နင်ဘာဖြစ်သွားသေးလဲဆိုပြီးတော့ Gas ကရှေ့တိုးလာပြီမဲ့ Gas ကသူ့နောက်မှာပဲနေခိုင်းပါတယ်။ Gas ကတယောက်တော့ Gas သူ့ကိုဒီလောက်ထိကာကွယ်ပေးတော့မယုံကြည်နိုင်ဖြစ်နေပါတယ်။မေးပေးလေဘာမဟုတ်တဲ့မိန်းမတယောက်ကိုနှစ်ခါတော့ဝင်ကယ်ပေးနေတယ်ဆိုပြီးတော့အာဒရင်ကပတိပဒါကြီးပြောပြန်ပါတယ်။ဘာလို့လဲဘာလို့ဒီလိုလုပ်ရတာလဲလို့ Gas ကမေးတော့ Gas ကမြားအုပ်ပါဇက်နဲ့ဆွဲနှုတ်ပြီးတော့ဓာတ်ဆိုတာတအိမ်စီပြန်သွားရမှာပဲနင်းဆရာစီကိုပြန်မှာ Griffith စီကိုပြန်သွားတော့ငါ့ကိုနင်မေးခဲ့တဲ့ရီမှန်းချက်ဆိုတဲ့မိကွန်းကိုငါပြန်စဉ်းစားကြည့်ပေးမယ်ဆိုပြီးတော့ Gas ကဓာတ်ကိုပြင်လိုက်ပါတယ်ဒီကောင်တွေက2ယောက်ပဲရှိတာဝိုင်းချကွာဆိုပြီးတော့လာကြပြီမဲ့ Gas ကနားကိုအကန့်မခံဘဲနဲ့ရှေ့ခုတ်ပစ်ပါတယ်အချိန်ဖြုံးနေနဲ့နင်မြန်သွားတော့လို့ပြောတာကြောင့် Gas ကလည်းငါအကူညီခေါ်ပြီးပြန်လာခဲ့မယ်ငါပြန်မလာခင်အထိမသေးစင်တဲ့အောင်လို့မှာပြီးထွက်သွားပါတယ်အဲ့မိမနောက်ကိုလိုက်ကြစမ်းလို့အာဒရင်ကပြောတော့ Gas ကစစ်သားတယောက်ရဲ့စောက်ခွက်ကို helmet နဲ့ပစ်လိုက်ပြီးတော့ငါနဲ့ချပြီးမှသူ့နောက်ကိုလိုက်ကြကွာလို့ပြောလိုက်ပါတယ် Gas ကတော့မသေးစင်တဲ့အောင်လို့ရည်ရွယ်ရင်းနဲ့ပြေးနေပါတယ် Gas ကဆက်တိုက်ခိုက်နေပြီးတော့မြားနဲ့ပစ်ခံရတဲ့အခါတစ်ခုကိုရှောင်ပြီးတော့မျက်နှာစီတက်လာတဲ့တချောင်းကိုတော့လက်နဲ့ကာလိုက်ပါတယ်အဲ့ကောင်ဘယ်ဘက်လက်သုံးလို့မရတော့ဘူးသူ့ဓာတ်ကြီးကိုရမ်းလို့ရတော့မှာမဟုတ်ဘူးကွာလို့အာဒရင်ကပြောပြီးမြဲ Gas ကတော့ပြုံးလိုက်ပြီးတော့ပိုပြောစရာကောင်းတော့မှာပဲလို့ပြောလိုက်ပါတယ်Gas ရဲ့ menstruation ကမပြီးသေးပဲဘိုက်အောင်နေသေးတာကြောင့်စိတ်သွားတိုင်းကိုမပါဘဲနဲ့ကောင်းကောင်းပြေးလို့မရဖြစ်နေပါတယ်။ Gas ကတားထားပြီးမြဲကြီးစားတွေကရမ်းများတာကြောင့် Gas ကနောက်ကိုလိုက်လာနိုင်ကြပြီးတော့နောက်ဆုံးမှာတော့မိသွားပါတယ်။ Gas ကလက်တစ်ဖက်ထဲနဲ့ဓာတ်ကြီးကိုရမ်းပြီးတော့ဆက်တိုက်ခိုက်နေပါသေးတယ်။လူတွေကရမ်းများတာကြောင့် Gas လည်းအတော်ပင်ပန်းနေပါပြီ။ဒါပေမဲ့အရှုံးတော့လုံးဝမပေးပါဘူး။ Gas ကယုံနေပေမဲ့ခွင့်အားမရှိတာကြောင့်ဘလို့မှလုံးမရဖြစ်နေပါတယ်။ဟိုကောင်တွေက Gas ကိုမတက်ဘဲနဲ့ရုပ်မာဖို့လုပ်နေတာကြောင့် Gas ကသူ့ရဲ့ trauma တွေကိုသတိရသွားပြီးတော့အဲ့အဖြစ်ဆိုမျိုးထပ်ဖြစ်မှာရမ်းကြောက်နေပါတယ်။ခွေးတောင်စားရီဆိုပြီးတော့တနာယူနေတဲ့အပေါ်အကောင်အနားမှာရှိတဲ့တစ်ကိုင်းနဲ့မျက်လုံးကိုထိုးပစ်လိုက်ပါတယ်။ချုပ်ထားတဲ့လက်လွတ်သွားတာနဲ့ခြေထောက်မှာတုပ်ထားတဲ့ကြိုးကိုဖြတ်ပစ်လိုက်ပြီးတော့တိုက်ရင်ခိုက်ရင်ထွက်ပြေးပါတယ်။ Gas ကဓာတ်နဲ့ခုတ်ခံရတော့မဲ့ချိန်မှာပဲဟို3ကောင်လုံးမြားရည်နဲ့ပစ်ခံလိုက်ရပါတယ်။ Griffith တို့ရောက်လာတာဖြစ်ပြီးတော့ဘာဖြစ်သွားသေးလဲ Gas ကလို့ Griffith ကမေးလိုက်ပါတယ်။မြန်သွားကူကြတော့Gas ကငါထွက်ပြေးလို့ရအောင်လို့ရန်သူတွေကိုတယောက်တည်းချပြီးကြံခဲ့တယ်ဟာလို့ Gas ကပြောတော့ Griffith တို့လည်းအံ့ဩသွားပြီးတော့တပ်ဖွဲ့ကြီးအမြန်ဆုံးခြိတက်ဖို့ကျူတော့အမိန့်ပေးလိုက်ပါတယ်။ Gas ကတော့မြားတံလှန်တံနေခံနေရပြီမဲ့အာတင်ပြီးဆက်ချနေပါတယ်။ Gas တရားအမြင်အာယုံတွေပါဝေဝါးလာပြီးတော့တိုက်ခိုက်ရတာခြေကုံလက်ပန်းတွေကျနေပါပြီ။မြားတွေကလည်းလက်တွေခြေတွေမှာစိုက်ဝင်နေပါတယ်။ငါဘာလို့မိနေရလဲ။ဒီတန်ဖိုးမရှိတဲ့နေရာမှာဘာမဟုတ်တဲ့ကိစ္စအတွက်ငါအသက်ကိုရင်းနေရတယ်။အိမ်မက်မရှိတဲ့ဘဝကိုမရှင်သန်ခြင်းမှုဆိုတဲ့ Griffith ရဲ့စကားတွေကိုလည်းတိုက်ပွဲထဲမှာတော့တွေးမိနေပါတယ်